Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma Buddham saranam gacchami. Buddham saranam gacchami. Dhammam saranam gacchami. Dhammam saranam gacchami. Sangham saranam gacchami. Sangham saranam gacchami. Dutiyampi Buddham saranam gacchami. Dutiyampi Buddham saranam gacchami. Dutiyampi Dhammam saranam gacchami. Dutiyampi Dhammam saranam gacchami. Dutiyampi Sangham saranam gacchami. Dutiyampi Sangham saranam gacchami. Tatiyampi Buddham saranam gacchami. Tatiyampi Buddham saranam gacchami. Tatiyampi Dhammam saranam gacchami. Tatiyampi Dhammam saranam gacchami. Tatiyampi Sangham saranam gacchami. Tatiyampi Sangham saranam gacchami. Sarana gamanam paripurna. Amabante. Anadibada Viramani Sikkhapadam samadhiyami. Panadipata Veramani Sikkhapadam samadhiyami. Adena dana Viramani Sikkhapadam samadhiyami. Adena dana Veramani Sikkhapadam samadhiyami. Abrahama Jariya Viramani Sikkhapadam samadhiyami. Abramacharya Veramani Sikkhapadam samadhiyami. Musawada Viramani Sikkhapadam samadhiyami. Musawada Veramani Sikkhapadam samadhiyami. Sura Meraya Meja Pamadatthana
ဝေရမဏိစိက္ခာပဒံသမာဓိယာမိ သုရာမေရယမจ္จပမာဒဌာနာဝေရာမဏိစိက္ခာပဒံသမာဓိယာမိ ဝိကာလဘောဇနာဝေရမဏိစိက္ခာပဒံသမာဓိယာမိ ဝေကာလဘောဇနာဝေရာမဏိစိက္ခာပဒံသမာဓိယာမိ နိจจ နေကြ ဣဒ ကေတ ဝါဒိတ ဝါဒိတ ဝိစုကဒသန ဝေစုကဒသနာ မာလာကန္တ မာလာကန္တ ဝိလေပန ဝိလေပနာ ဒါရဏ ဒါရဏ မန္ဒနာ မန္တနာ ဝိဘုဇနာဌာနာဝေရမဏိစိက္ခာပဒံသမာဓိယာမိ ဝေဘောဇနာဌာနာဝေရာမဏိစိက္ခာပဒံသမာဓိယာမိ ဩဇာစယနာမဟာစယနာဝေရမဏိစိက္ခာပဒံသမာဓိယာမိ ဩဇာစယနာမဟာစယနာဝေရာမဏိစိက္ခာပဒံသမာဓိယာမိ ဣဒံမေစီလံ ဣဒံမေစိလံ မဂဖလညာနသ မဂဖလညာနသ ပัจเจယော ပัจเจယော ဟောတု ဟောတု အပမဒေနသံပါတိထာ အာမပန္တေသာဓုသာဓုသာဓု大众就地顶礼三拜。 ဒီနေ့တက္ကရာ2025ခုနိုဝင်ဘာလ30ရက်နေ့ဒီစံရှာတော်ရမဟာထေရဝိပဿနာရိပ်သာမှာဘုန်းကြီးတို့ဒုတိယမြောက်ညအနေနဲ့ရတ္တုတရားစခန်းပေါ့တရားဟောကြတရားနာကြရအောင် 今天是西元2025年11月30日，目前是在台湾三峡大迦叶禅寺。今天是我为读等进行咒开始第2天，我们举办短期的禅修营。 ရက်ကတူတော့ဟုတ်လားတရားဟောပြောရတာအလုတ်ပေးတရားပဲဟုတ်လားဟောကြနာကြရင်ကောင်းမယ်ပေါ့တရားရှုမှတ်တတ်အောင်ပဲအလုတ်သဘောပဲပြောရတာကပို့ပြီးတော့အကျိုးများလိမ့်မယ်လို့ဒီလိုပဲစိတ်ထဲမှာမှတ်ယူမိတယ် 由于那是我们举办禅修营的为期比较那是短暂的情况之下，想说呢，我为各位那是要开示的内容，主要是以禅修方法论为主。如此一来，各位也能够可以学会了禅修方法，对各位也造成相当的利益。我有了这么样的一个想法。 တရားလူလာကြတဲ့ပုဂ္ဂိုလ်တွေတရားမှတ်နည်းတရားရဲ့အကျိုးကိုခံစားရယူလို့တဲ့ပုဂ္ဂိုလ်တွေတရားရှုမှတ်တဲ့နည်းဟာမိမိတို့ရယူလို့တဲ့တရားရဲ့ရနိုင်ခြင်းရဲ့အကြောင်းပဲလို့ဘုရားအဲ့ဒီလိုပဲမြင်မိတယ်လို့ 希求禅法的各位行者，学会了这些禅修方法，凡是想要获得禅修的利益，各位也必须得要学会禅修的方法。那么，那就是如此一来，各位能够确实获得禅法的利益。我有这么样的一个看法。 မနေ့ကတော့လည်းပဲတရားရှုမှတ်တဲ့နည်းပေါ့ပြောခဲ့ပါပြီဈဉ္ဉံလျှောက်ပြီးတော့ရှုမှတ်မယ်ထိုင်ပြီးတော့ရှုမှတ်ပွားများကြမယ်ဒီထိုင်မှုဈဉ္ဉံလျှောက်မှုမှာတပါအထွေထွေဒေစိတ်မှတ်ဖို့မှတ်နည်းအသေးစိတ်ကိုမှတ်ပြီးတော့ဝိပဿနာတရားရှုမှတ်ပွားများကြမယ်ဆိုပြီးတော့မနေ့ကဟုတ်လား၃မျိုးပေါ့အဲ့ဒီနည်းနဲ့ပဲ
တမာရီတွေထူထောင်ရမယ်ဒါထူထောင်တဲ့ဤ၃မျိုးလို့ဆိုရင်လည်းပဲဟုတ်တာပါပဲလို့诚如在昨日呢，也向各位行者们有开示到有关经行的方面的禅修方法，有关打坐的时候的禅修方法。除了经行打坐以外，各位在生活当中每一举每一动当下细致的关照的禅修方法，这些都是呢是在修毗婆舍那禅法的主要关照的3个阶段。也能让各位呢是培养定力，也就是培养定力的3种方法便是。မနေ့ကတရားရှုမှတ်တဲ့နေ့မှာတိုင်းပြီးတော့ရှုမှတ်ပွားများကြတဲ့အခါမှာပင်နဲ့အာယုန်နဲ့ဖောင်းမှုပိန်မှုကိုမှတ်ကြရမယ်လို့ယေရှုတော်ရှင်မာစီဆရာတော်ဘုရားကြီးကအဲ့ဒီနည်းနဲ့ညွှန်ကြားတင်ပြပေးတော်မူခဲ့ပါတယ်诚如在昨日呢，也向各位行者有在教导说，当各位行者在打坐的时候呢，主要是各位要关照腹部起伏。腹部起伏呢，也就是各位的根本所缘目標，这也就是马哈希尊者也曾經為行者們所教導的方法。အဲကြောင့်အသက်ရှူသွင်းလိုက်လို့အသက်ရှိုက်ထုတ်လိုက်လို့နော်ဝမ်းပိုက်ရဲ့ဖောင်းမှုဖြစ်ပေါ်လာတယ်ဝမ်းပိုက်ရဲ့ပိန်မှုဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့ဖောင်းမှုတိုင်းဖြစ်ပေါ်လာမှုဖြစ်တဲ့ပိန်မှုတိုင်းပေါ့အဲ့ဖောင်းတိုင်းပိန်တိုင်းသိနေဖို့ဒါအရေးကြီးတာပါပဲနော်每当各位呢是在吸气或者是吐气的情况之下，使得呢各位的腹部呢就开始形成了起与伏。每当各位的腹部起，每当各位的腹部伏的时候呢，各位也必须得要去了知自己的腹部起伏，这是一个着实重要的事。အသက်ရှူသွင်းနိုင်အသက်ရှိုက်ထုတ်လိုက်တော့မှာဖောင်းမှုဖြစ်လာတဲ့အခါမှာပိန်မှုဖြစ်လာတဲ့အခါမှာဒီဖောင်းမှုတစ်ခုကိုဖောင်းမှုလေးအစနေပြီးတော့ဖောင်းတာလေးရပ်သွားတဲ့ထီအောင်စိတ်ကပ်ပါသွားအောင်နော်စိတ်လေးစူးဆိုင်ဆိုင်နဲ့မှတ်ဖို့လိုအပ်တယ်လို့လည်းမနေ့ကပြောခဲ့ပါပဲ与此同时，诚如在昨日呢，也向各位行者都有提到的是，当各位呢是在呼吸的时候呢，各位的腹部呢就开始鼓起。此时各位的关照的心从腹部的鼓起关照，直到呢腹部的鼓起的结束为止。各位的关照的心牢牢的跟贴着腹部的鼓起，并且也必须得要仔细关照。အဲ့ဒီဘယ်နဲ့အာယုံဖြစ်တဲ့ဖောင်းမှုပိန်မှုကိုမှတ်တဲ့အခိုက်မှာဖောင်းမှုတစ်ခုပိန်မှုတစ်ခုကိုအစအနေအဆုံးကပ်ပါသွားအောင်မှတ်နိုင်သလားမမှတ်နိုင်ဘူးလားကိုယ့်ကိုယ်လည်းပဲအဲ့ဒါတတိထားနိုင်ရမယ်ပေါ့နော်当然，各位在关照自己的腹部起伏的时候呢，自己也必须得要去多加的留意，自己是否能够可以从腹部起的开始到结束为止，腹部伏的开始到结束为止，能否自己的心牢牢的跟贴着这个腹部起伏呢？哎呀，ကပ်ပါသွားအောင်မှတ်နိုင်လားမမှတ်နိုင်ဘူးလားဒါကကြည့်ယူဆက်ရမယ်ဆိုကြပါစို့ဖောင်းမှုတစ်ခုဟာ3စက္ကန့်လောက်ကြာသလားနော်3စက္ကန့်လောက်ကြာရင်အဲ့3စက္ကန့်လုံးကိုစိတ်ကကပ်ပါသွားအောင်မှတ်နိုင်ဖို့အရေးကြီးတယ်လို့多加留意自己是否能够可以关照的心牢牢跟贴着自己的腹部起伏呢？假设是说呢，各位的腹部的起可能是得要花3秒钟，那么各位的心能否在3秒钟当中都能够可以跟贴到腹部的起呢？အဲ့ဒီဖောင်းမှုလေးတစ်ခုဟာတချို့ကဖောင်းမှုလေးစဖောင်းတဲ့အချိန်လေးလောက်ပဲတည်သွားတယ်နော်နောက်ပိုင်းဖောင်းလာလေးရပ်သွားတဲ့အချိန်ကြီးအောင်မတည်ဘူးပေါ့တချို့ပုဂ္ဂိုလ်ပိန်မှုကိုမှတ်တဲ့အခါမှာလည်းဒီတိုင်းပဲပိန်မှုအစာပိုင်းလေးပဲတည်လိုက်တယ်နောက်ပိုင်းနေရဟုတ်လား
ပိန်နာလေးရပ်သွားတဲ့ကြည့်အောင်စိတ်ကကပ်ပါမသွားဘူးသိအောင်စိတ်ဆိုင်မှတ်နိုင်ကြဘူးဒါမျိုးလည်းပဲယောဂီတွေတွေ့ပါလိမ့်မယ်လို့ 有些行者呢，当他在关照腹部起伏之时，他只会把握到的是腹部起，等于说他只是了知呢腹部起。至于腹部起的结束呢，他并没有办法持续的专注。同样的，当腹部浮的时候呢，他只能把握住的是腹部浮的开始，他并没有办法了知腹部浮的结束。当然，也有行者也会有遇到了这么样的一个状况。အဲ့တော့30စက္ကန့်ကြာတယ်ဆိုရင်30စက္ကန့်လုံးမသိဘူးဖောင်းမှုအစာပိုင်းလေးပဲသိမယ်ကျန်တဲ့အချိန်ပိုင်းမသိဘူးဆိုရင်မသိဘူးဆိုရင်မမှတ်နိုင်ဘူးပေါ့ဖောင်းမှုရဲ့သဘောကိုပိန်မှုရဲ့သဘောကိုမသိနိုင်တော့ဘူးပေါ့နော်မသိဘူးဆိုရင်အဲ့ဒါမသိမှုမောဟပဲလို့မောဟဆိုရင်တလွဲလည်းပဲထင်တတ်တယ်ပေါ့နော်တလွဲပဲမြင်တတ်တယ်ပေါ့各位关照腹部起伏呢，是的要花呢是3秒钟，可是呢，各位在关照的时候，只是关照出呢是腹部起的开始，并没有办法持续的注意到腹部起的结束，腹部浮的状态呢亦复如是。那么其他不知道的，代表是说自己没有办法关照。既然没有办法关照，这代表说当下呢就升起了愚痴，愚痴帮你寻魔哈，而这个愚痴呢，那也会让各位呢会有错误的了知。မသိဘူးဆိုရင်မောဟပဲမောဟကုသိုလ်လားအကုသိုလ်လားလို့မေးရင်ဒါအကုသိုလ်ပဲလို့အဲ့တော့မိမိလုပ်တဲ့အလုပ်ကတော့ဒီအကုသိုလ်တွေဖယ်ရှားဖို့အတွက်ဟုတ်လားတရားရှုမှတ်ပွားများနေတာပဲလို့မမှတ်နိုင်ဘူးလို့ဆိုရင်ပေါ်တဲ့အာယုံရဲ့သဘောကိုမသိနိုင်တော့ဘူးပေါ့လောဘဖြစ်မဲ့ဟာတွေဖြစ်မယ်ဒေါသဖြစ်မဲ့ဟာတွေဖြစ်မယ်မောဟဖြစ်ရမဲ့ဟာတွေဖြစ်မယ်ပေါ့ဖြစ်ပြီးဆိုရင်အကုသိုလ်သဘောတရားတွေကိုသိဖို့အကုသိုလ်တရားတွေကိုဖယ်ရှားနိုင်ဖို့အတွက်တရားရှုမှတ်တာမမှတ်နိုင်ဘူးဆိုရင်ဒါမဖယ်နိုင်တော့ဘူးပေါ့升起的愚痴，愚痴呢，毕竟也就是所谓是不善法。明明各位在禅修呢是要增长自己的善法，如今呢却是因为关照不了而升起的是这些的愚痴不善法。那么呢，就是各位对目标所缘不如实了知的情况之下，因为遇到了能升起贪爱的所缘，因此也会升起的贪。那么遇到的是能升起的嗔恨的所缘，因此也会升起的嗔，因此也可能也会升起的愚痴。这一切都是属于是不善法。那么我们禅修是主要来去除不善法的。如今呢，是因为自己关照不了，而偏偏则升起的是许多的不善法。အာယုံတစ်ခုကိုမှတ်နိုင်ပြီဖောင်းမှုပိန်မှုတစ်ခုကိုမှတ်နိုင်ပြီဆိုရင်ဒါဖောင်းတဲ့သဘောပိန်တဲ့သဘောကိုသိသွားမယ်နော်ဖောင်းတာဖောင်းမှုပေါ်လာတယ်ဖောင်းမှုပေါ်တာဟာဒါဝါယောဟုတ်လားအတူရဲ့အကြောင်းကတော့ဒါဝါယောဓာတ်ပဲပေါ့ဝါယောဓာတ်ရဲ့သဘောကိုသိသွားနိုင်မယ်ပေါ့စူးစိုက်မှတ်နိုင်မယ်ဆိုရင်မမှတ်နိုင်ရင်တော့မသိနိုင်ဘူး一个目标升起的，各位也能够可以对准着目标所缘去关照。比如说呢，各位的腹部起的时候，各位有办法去关照。那么这代表说呢，是各位是能够可以了知的腹部起。腹部为什么会有鼓起呢？它的原因呢，则是所谓是风大。能关照腹部起，等于各位也就了知所谓的风大。အဲ့တော့ဝါယောဖောင်းမှုပိန်မှုကိုမှတ်နိုင်ပြီဆိုရင်ဒါဝါယောဓာတ်ရဲ့သဘောကိုသိသွားတာပဲဝါယောဓာတ်နဲ့ပတ်သက်ပြီးတော့မသိဘူးမောဟမဖြစ်တော့ဘူးပေါ့能够可以关照腹部起伏，等同也就是各位已经了知了风大，不会是因为关照不到风大而也就不会升起所谓的愚痴。
အဲ့တော့ဝါယောဓာတ်ရဲ့သဘောကိုသိသွားပြီဆိုရင်သူနဲ့ပတ်သက်ပြီးတော့မသိဘူးမောဟကိုလည်းပဲဖြစ်ခွင့်မပေးတော့ဘူးအာယုန်တစ်ခုကိုမှတ်နိုင်သွားပြီဆိုရင်ဒီအာယုန်နဲ့ပတ်သက်ပြီးတော့ဖြစ်ရမယ်ဟုတ်လားမမှတ်နိုင်ဘူးဆိုရင်ဖြစ်ရမယ်လောဘတွေရှိတယ်ဒေါသတွေရှိမယ်ပေါ့အဲ့လောဘဒေါသတွေလည်းပဲဖြစ်ခွင့်မပေးတော့ဘူးပေါ့能关照到一个目标所缘的话呢，等同也就是因为关照不到该所缘而，那么所升起的愚痴呢，此刻也没有机缘的升起。同样的，各位对准着一个目标所缘，能够办法去关照，也因此呢，那么原先因为关照不到所缘而该要升起的贪嗔痴呢，也因此没有机缘的升起。မှတ်နိုင်တဲ့အာယုံသိတဲ့အာယုံမှတ်မိလိုက်တဲ့အာယုံနဲ့ပတ်သက်ပြီးတော့လောဘဒေါသဖြစ်ခွင့်မပေးလိုက်တော့ဘူးအဲ့ဒီလောဘဒေါသကိုဖြစ်ခွင့်မပေးသောနည်းနဲ့ဒါပယ်ရှားလိုက်တာပဲလို့အဲ့တော့ယောဂီတွေဟလာတခြားတော့ပုဂ္ဂိုလ်တွေကမေးမယ်တဏှာကြီးလုံးခါညောင်းခံပြီးတော့မှတ်နေရတာဟာဘာရလဲကုသိုလ်ရတယ်ဆိုရင်ဘာရလဲလို့ဒီလိုမေးကြလိမ့်မယ်လို့အဲ့ဒီလိုဆိုရင်ဒါမမှတ်နိုင်ရင်ဖြစ်နိုင်မဲ့ဒါလောဘဒေါသတွေရှိတယ်ပေါ့မှတ်နိုင်လိုက်တော့အဲ့လောဘဒေါသတွေဖြစ်ခွင့်မရတော့ဘူးပေါ့ဖြစ်ခွင့်မပေးသောနည်းနဲ့ဒါလောဘဒေါသတွေကိုဒါပယ်ရှားလိုက်တာပေါ့ဒါတရားမှတ်တဲ့အကျိုးပဲလို့能关照呢也能够可以如实了知，也因此呢是贪嗔痴呢也就根本没有机缘的升起，就不给烦恼机缘的升起，就以这种的方式我们就可以的去除烦恼。也许各位行者，你可能也会被一个人会提问说，你就打坐了1个小时，那么辛辛苦苦的腰疼背痛呢，你就打坐，究竟是禅修有什么样的产生利益呢？那么此刻也许你会说呢，是禅修能够可以升起善法。这个善法是怎么升起的呢？因为我能够关照到目标所缘，所以呢烦恼就没有的升起。如果关照不到所缘的话呢，烦恼依旧会的升起。那么不给烦恼升起的机会，就以这种的方式来去除烦恼，这就是各位所禅修的利益功德。ဈဉ္ဉံလျှောက်တဲ့ခါမှာလည်းဒီတိုင်းပဲပေါ့ကြွရတယ်ချရတယ်လို့မှတ်မယ်အဲ့ဒါခြေထောက်ရဲ့ကြွမှုဟုတ်လားချမှုတစ်ခုခြေထောက်လှုပ်ရှားမှုတစ်ခုကိုခြေတလန်းကိုအစအနေအဆုံးကပ်ပါတော့မှတ်နိုင်ပြီဆိုရင်ဒါခြေထောက်ရဲ့လှုပ်ရှားမှုကဒါဝါယောဓာတ်ကြောင့်ဖြစ်ကြတာပဲအဲကြောင့်ဝါယောဓာတ်ရဲ့သဘောကိုကောင်းကောင်းသိသွားမယ်မသိဘူးဆိုရင်မမှတ်နိုင်ဘူးဆိုရင်မသိဘူးဆိုရင်မသိတဲ့မောဟပေါ့အဲ့ဒီမောဟကိုဖြစ်ခွင့်မပေးလိုက်တော့ဘူးပေါ့အဲ့ဒါဖြစ်ခွင့်မပေးသောနည်းနဲ့ဒါဖယ်ရှားလိုက်တာပဲလို့ဒါတရားမှတ်တဲ့ဒါအကျိုးဆက်ပဲလို့精行的关照亦复如是，各位采用的是提起推前放下。当各位的关照的心就从各位的脚离地提起的开始，能够可以牢牢的跟贴到各位脚的放下的阶段为止，能够如实的去关照得到，等同也就是各位关照到的是风大，对风大呢也能够可以的如实了知。要不如此，各位没有办法关照，没有办法了知的话呢，也因此就会得升起的愚痴。如今有办法关照的情况之下，愚痴无从机缘的升起，就没有机缘升起的愚痴，就以这种的方式去除愚痴烦恼。အဲ့တော့တရားထိုင်မှတ်တယ်ဆိုရင်ယောဂီတွေမင်းညတော့မပြောခဲ့ရဘူးထိုင်မှတ်တယ်ထိုင်မှုထိုင်နည်းလေးပြောပြရရင်တော့ယောဂီတွေဟာအဓိကတော့မိမိတို့တင်ပလင်ခွေးထိုင်ပေါ့လေတင်ပလင်ခွေးထိုင်မယ်မျိုးသမီးဆိုလည်းပဲအမျိုးသမီးပုံစံဘယ်လိုပဲထိုင်ပေါ့ကြာရှည်ထိုင်နိုင်မဲ့ဣရိယာပုအနေထားနဲ့တက်တောင့်တက်တာဖြစ်မဲ့အနေထားနဲ့ထိုင်ဖို့ပါပဲလို့这就是各位禅修带给各位的一个利益。在昨日呢，也没有跟各位有提到，各位在打坐的时候，究竟要采用什么样的坐姿来打坐呢？
各位在打坐的时候，尽量用的是盘腿而坐。当然，女众的行者呢，也可以用侧坐的方式。总而言之呢，各位可以可以久坐的一个姿势来入座即可。အဲ့ဒါတင်ပလင်ခွေးထိုင်မယ်ဆိုရင်လည်းခြေထောက်တစ်ဖက်နဲ့တစ်ဖက်ထပ်ထားရင်တော့လည်းပဲတွေးသွားလာမှုဟာအခက်အခဲရှိလို့ဝေဒနာလည်းပဲမြန်မြန်ပေါ်တတ်ပါတယ်လို့ဒါကြောင့်ခြေထောက်နှစ်ခုကိုထပ်မထိုင်မဲနဲ့ခြေသလုံးနှစ်ခုကိုရှေ့နောက်ထားပြီးထိုင်ရင်လည်းပဲဒါပို့ပြီးတော့ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်ပါတယ်လို့倘若呢，各位在盘腿而坐的时候，各位的双脚呢是在重叠在一起，也影响了各位的血液循环的一个艰难。那么这么样的一个情况之下呢，各位的苦受呢也会容易的升起的。所以呢，在这边想要建议的是，各位尽量采用散盘的一个坐姿，各位的这个两只的这个小腿呢是一前一后平放即可。这么样的散盘的这个坐姿呢，有助于各位的健康。哎呀，လက်ရဲ့အနေထားတော့ရင်ဝင်ထဲမှာဘယ်ဘက်လက်ကအောက်ကထားညာဘက်လက်ကအထက်ကထားပေါ့လက်မထေချင်းထိထိဖြစ်စေမထိထိဖြစ်စေထားပေါ့နော်မထိရင်လည်းပဲပို့ပြီးတော့တောင်ကောင်းပါတယ်လက်မထေချင်းထိထားပြီဆိုရင်လည်းပဲနောက်ကျမှားကောင်းလို့တွေးသွားလာတွေတိမယ်ဆိုရင်လက်မထေချင်းရဲ့တွေးတိုးမှုကလည်းပဲတိတိတသာဖြစ်တော့ဝေဒနာတောင်ဖြစ်စေတတ်ပါတယ်လို့ဒါကြောင့်လက်မထေချင်းမထိဘဲနဲ့ထားလည်းပဲကောင်းပါတယ်လို့至于各位在打坐的时候的手的姿势呢，各位就把右手放在左手上，并且呢就放在各位的腹部前面。那么至于说呢，各位的双手的拇指要不要接触呢？那么接触也是可以，不接触呢倒也是比较好。那么呢，就是有在接触的情况之下，稍稍各位培养到了定力，就容易转于会注意到这个拇指之间的血液的一种流动的这种跳动的现象，有影响各位的关照。有冇လည်းပဲလက်ကိုမိမိရဲ့ပေါင်ပေါ်မှာမှောက်ထားသည်ဖြစ်စေပေါင်ပေါ်မှာပဲလှန်ထားသည်ဖြစ်စေရပါတယ်လို့亦或呢，各位就把双手可以呢就放在各位的双边的大腿上面，各位可以就是以翻掌的方式，或者是以复掌的方式来置放即可。အသက်ရှူသွင်းရှိုက်ထုတ်ကတော့ပုံမှန်ရှူရှိုက်ဖောင်းပိန်ခိုက်စူးစိုက်ကတ်လိုက်ပါဆိုတဲ့အတိုင်းပဲပုံမှန်ပဲရှူသွင်းပုံမှန်ပဲရှိုက်ထုတ်ပြီးတော့အဲ့ဒါလေးကိုစိတ်ကစူးစိုက်နဲ့ကပ်ပါသွားအောင်မှတ်နိုင်ဖို့ပဲလို့各位呼吸的部分呢，尽量就是以正常的呼吸即可。就在正常的呼吸的情况之下，各位的关照的心能够可以来专注各位的腹部的起伏，牢牢跟贴着腹部的活动。ဖောင်းမှုတစ်ခုကိုစူးစိုက်ကပ်ပါသွားအောင်မှတ်နိုင်ပြီပေါ့ဖောင်းမှုတစ်ခုပေါ်လာတယ်ပေါ်လာတဲ့ဖောင်းမှုတစ်ခုကိုစူးစိုက်ကပ်ပါသွားအောင်မှတ်ဖို့ကြိုးစားတယ်မှတ်နေနိုင်တယ်မှတ်ပြီပေါ့မှတ်တယ်ဆိုရင်ဘာသိသွားလဲပေါ့နော်ဖောင်းတာလေးကိုစိတ်စိုက်ကြည့်နေတယ်ဆိုရင်ဘာမြင်သွားလဲပေါ့ဘာသိသွားလဲဉာဏ်မြင်နဲ့ဘယ်လိုသိသွားတော့ဒါအဲ့ဒါကိုသတိထားရမယ်နော်当各位的腹部期它就已经出现了，出现了腹部期的同时呢，你有去关照了，关照之后呢，接下来你就了知什么？你既然关照了，总得能够要了知其中吧。那么呢，你观察到了什么？你了知了什么？你所了知的呢，你必须要小餐的时候来汇报。အာယုံတစ်ခုကိုမှတ်ပြီးတွေ့လာပြီဆိုရင်တတိထားပေါ့နော်။အောင်းမှုလေးပေါ်လာတယ်။အဲ့ဒါလေးကိုစိတ်ဆိုင်ပြီးတော့မှတ်တယ်။မှတ်တော့ဘာသိလဲပေါ့။
အဲ့3ချက်ပေါ့နော်အဲ့3ချက်သိသွားရမယ်လို့အဲ့ဒီ3ချက်သိမှပဲမိအောင်မှတ်နိုင်မှပဲအောင်မြင်တဲ့ဝိပဿနာမျိုးစစ်ဖြစ်တယ်လို့所以各位必须得要留意的是任何目标的升起。各位腹部期，这个腹部期的目标出现了，你有去关照了，关照之后呢，你了知了什么？所以呢，各位在关照的时候，必须得要掌握住其中的3个要领：目标的出现、有去关照以及你所了知的部分。那么能够可以掌握了这3项的话呢，才能够可以说是切切的观察到了，也就是已经成就了毗婆舍那禅法的种子。အဲ့ဒါမှဟုတ်လားဖောင်းမှုပေါ်လာရှုမှတ်ထားသိတာပြောနိုင်စေဖောင်းတာလေးပေါ်လာတယ်ဖောင်းတယ်လို့ရှုတယ်မှတ်တယ်ကြည့်တယ်ကြည့်တော့ဘာမြင်လဲဘာသိလဲပေါ့နော်ဘာမြင်လဲဘာသိလဲဆိုတဲ့အပိုင်းကအဲ့ဒါပညာပိုင်းပဲအဲ့ဒါအရေးကြီးဆုံးအပိုင်းပဲ从腹而言，腹部期它就已经出现了，进而呢，各位有去关照了，关照之余呢，各位就了知什么，你所观察到了什么，而了知的部分呢，它是属于是智慧的一个阶段，着实是重要的。所以呢，是你既然关照了，总能够可以了知。ဘာသိလဲလို့ဆိုရင်ဖောင်းမှုတစ်ခုကိုမှတ်တဲ့အခါမှာဝမ်းပိုက်ကြီးကိုပဲသိသွားတာလားဒါလည်းအသိပါပဲလို့နော်တို့မို့ဝမ်းပိုက်ကြီးရဲ့အတက်အကျကိုသိနေတာလားဒါလည်းအသိပဲလို့ဒါကတော့တာမန်သိပေါ့နော်လူဘိန်းသိလို့ပြောရမယ်ဟိုကလေးသိတဲ့အသိမျိုးလို့ပြောရမယ်各位关照腹部的时候，究竟是在了知什么？难道是你只是了知腹部的形状呢？还是你所了知的是腹部有上下的一个活动呢？这也算是了知。然而呢，这种的了知呢，是一般普通人也能够可以的了知的，也就是一个小孩能够可以知道的现象，如此罢了。တကယ်သိရမှာတော့ဝမရဲ့ဖောင်းမှုဟာဝါယောဓာတ်ကြောင့်ဖောင်းမှုပေမှုဖြစ်ရတာဆိုတော့ဒီဝါယောဓာတ်ရဲ့သဘောကိုသိအောင်မှတ်ထားပါပဲသိရမယ်ဆိုရင်တော့တောင်းမှုတင်းမှုတွန်းမှုကမ်းမှုပေါ့ဒါဝါယောဓာတ်ရဲ့သဘောပဲအဲ့ဒီသဘောသိသွားပြီဆိုရင်ဒါဓာတ်ကြီး၄ပါးတွေကဒီဖောင်းမှုတစ်ခုရဲ့သဘောတဘာဝကိုကောင်းကောင်းသိတယ်လို့အဲ့ဒီလိုမှတ်ယူရမယ်နော်究竟各位要了知腹部的什么呢？毕竟呢，是各位要了知腹部的这个起伏呢，是由风大所变现出来的。所以各位切切的要去了知到的是腹部里头的风大的它的特相，它有推动的，它有支持的，它也有支撑的。倘若呢，各位了知到风大的特相的话，等同就是各位也就了知4大当中的风大的它的真实的现象。ဒီလိုပဲဟုတ်လားနာရကျင်နာထုံမှုတွေကိုမှတ်ရင်လည်းပဲအဲ့နာမှုသဘောကျင်မှုသဘောနာရပေါ်လာတယ်အဲ့နာတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့မှတ်တယ်ကြည်တယ်ပေါ့ကြည်တော့ဘာမြင်လဲအဲ့ဘာသိလဲပေါ့အဲ့ဒီ3ချက်ဟိုသိအောင်မှတ်ဖို့လိုမယ်လို့同样的呢，当各位有感受到了疼痛、发麻、发酸的时候，这些目标都已经出现了，疼痛已经出现了，各位行者有去关照了。然而且呢，关照之后呢，各位在了知了什么？所以呢，各位对于这个禅修的3个要领，必须得要掌握10分。အဲ့နာရာလေးကိုမှရင်နာမှုပေါ်လာတယ်နာတယ်လို့စိတ်ဆိုင်မှတ်တယ်မှတ်တော့ဘာသိလဲလို့ဆိုတာအဲ့ဝေဒနာဟာနော်နာဘုံနာနိပေါ့ရော့သွားလားတင်းသွားသလားတန့်နေသလားတောင့်ခံနေသလားပိုဆိုးလာသလားပေါ့ဒီရဲ့သဘောကိုသိလာမယ်လို့စူးစိုက်ဆိုင်မှတ်由于仔仔细细的去关照疼痛，那么疼痛出现了，各位有去关照，
关照之后呢，各位在了知什么？你能够可以了知的是这个疼痛是否越来越增强呢？是否越来越减弱呢？还是这个疼痛是维持不变呢？还是呢是随之关照而越来越会严重呢？只要各位仔仔细细的关照的情况之下，也能够可以掌握到疼痛的所有的一个过程。အဲ့တော့အဲ့ဝေဒနာရဲ့သဘောကိုစိတ်ဆိုင်မှတ်တော့နော်နာဘုံနာနီးသူ့ရဲ့အနေထားကိုသိရမယ်နော်အပေါ်ရနဲ့နာရလားနော်အရေပြားတွေနာရလားအယိုးထီအောင်နာရလားပေါ့ဒီနေရာတနေရာလေးတွေမဲ့နာရလားနော်နာဘုံနာနီးအစဉ်ဆက်သူ့ရဲ့ဒီဂရီတွေပါသိလာမယ်ဒါဝေဒနာရဲ့သဘောကိုဒါပို့ဖို့သိလာတဲ့သဘောပဲစိတ်ဆိုင်မှတ်လေယောဂီယတနာမှာပို့ပြီးတော့နာလေလို့စိတ်ထဲမှာခံစားရတတ်တယ်ဒါကိုယ့်ရဲ့စူးစိုက်မှုစိတ်ပေါ်မှာမူတည်တာပါပဲလို့关照疼痛的时候呢，能够可以去掌握到疼痛的它的状态。这个疼痛只是疼痛在于是表皮呢，还是疼痛到深处的骨头呢？还是这个疼痛只是在这个地方而所升起的呢？那么疼痛呢，它有多少个层次跟程度呢？随之各位仔细去关照，能够可以对这个疼痛苦受的部分呢，能够可以掌握10分的。当然，各位行者会有这种的感觉的是说，我越关照，越来越会疼痛。事实上，各位呢是对疼痛呢是明显的能够可以关照得到，而且也把握住疼痛的一种现象。ဝေဒနာရဲ့သဘောကိုမှတ်တဲ့အခါတော့မိမိတို့ကတစ်ချိန်မှလည်းပဲနော်ဒီဝေဒနာကိုခံစားရရင်ဘဝရဲ့အဆုံးသတ်တဲ့အချိန်မှာဒီဝေဒနာရဲ့သဘောတွေနာကျင်တဲ့သဘောတွေကလည်းပဲနာမတွေ့မနေရတော့ဘူးဒါတွေ့ကြုံဖို့ပဲရှိတယ်ပေါ့ခုနဲ့ကဒီဝေဒနာရဲ့သဘောကိုစူးစိုက်တင်းရင်မှတ်ထားကြပြီဝေဒနာရဲ့သဘောကိုသိပြီဆိုရင်ဘဝရဲ့နောက်ဆုံးအခြေအနေမှာဘယ်အချိန်တွေပဲဖြစ်ပေါ့ကျုံလာရင်ဒီဝေဒနာနဲ့ပတ်သက်လို့ဒါအမှတ်တတိဥသွားမယ်ဆိုရင်စိတ်တန်ရာလည်းပဲခံစားမှုတက်တာလာလိမ့်မယ်လို့如今各位能够可以掌握关照所谓的这个苦受的情况之下，各位在生命的一个临终啊，势必呢各位还是要面对到强大的苦受。要面对到强大的苦受呢，是非遇见不可的事。那么如今各位能够可以对苦受有把握的关照的情况之下，任何的这个情况当中，即便升起的强大的苦受，乃至于呢，各位在命中的时候要面对的这些强大的苦受呢，也有办法能够可以的关照得好，当下能够毅然建立好正念的情况之下，也会减轻各位内心的痛苦。ဝေဒနာကိုနာပြီဆိုရင်တိမခံမဲ့နဲ့ခဏပြင်းနေရမယ်ဆိုရင်ဝေဒနာရဲ့သဘောကိုမသိနိုင်တော့ဘူးတမာရီလည်းမဖြစ်တော့ဘူးတမာရီမဖြစ်ရင်အရိယာနေဆက်ပြီးတော့သိရမယ်နောက်ဝိပဿနာဉာဏ်လည်းမဖြစ်တော့ဘူးပေါ့နောက်မဉဏ်ပူဉဏ်ထိအောင်တော့မဖြစ်နိုင်တော့ဘူးလို့ဒါကြောင့်ဝေဒနာပေါ်လာရင်သိခံပြီးတော့မှတ်နိုင်ဖို့အရေးကြီးပါတယ်倘若呢，各位对于当下所升起的苦受，而对他没有办法的忍耐的情况之下，总是呢，各位就换腿动身，也因此呢，各位对苦受呢，一者无法如实了知，再者呢，各位也当下无法培育定力，没有定力的升起，也因此毗婆舍那的智慧呢，也就无从的升起。毗婆舍那智慧不升起，后续的道智果智体证涅盘的部分呢，也就没有办法能够可以的体现。所以呢，各位这个当有这个苦受升起的时候呢，必须得要加以忍耐的去关照即可。ဘုရားကယန္တော်တပါဝေဒနာခံစားမှုပေါ့ဝေဒနာခံစားမှုကို
မှတ်ရင်ဒါတရားထုရသွားတဲ့ယဟန်တော်ရှင်မြတ်တွေရှိကြတယ်လို့တခြားတစ်ခါမှယဟန်တော်တစ်ပါးဝေဒနာခံစားရတယ်လေထိုးတဲ့ဝေဒနာပေါ့ရင်ထဲကနော်လေထိုးတဲ့ဝေဒနာခံစားရတယ်လေထိုးပြီဆိုရင်နာကျင်မှုလည်းဖြစ်တာပေါ့ဒါကိုသိမခံနိုင်လို့ယဟန်တော်တစ်ပါးဟုတ်လားပါဇက်ကနေညီးတဲ့အဆင့်ထိအောင်ရောက်လာတယ်အဲဒီတော့တရားထုတ်ဘူးတဲ့မထေရတစ်ပါးကလာပြီးတော့တတိပေးတယ်အရှင်ဘုရားယဟန်တော်ဆိုတာနော်သိခံရတယ်မဟုတ်လားလို့အတိပေးတတိပေးလို့သူကဝေဒနာကိုသိခံပြီးတော့မှတ်တယ်လို့မှတ်ရင်ပဲဒါတရားထုဒါရသွားတော်မူတယ်လို့过去有一比丘呢，由于他能有办法关照苦受的情况之下，到后来呢，他也就证悟了，也有这一方面的公案以及典故。过去久远的时候，有一位比丘呢，他就患得的是气胀的一种疾病。那么他的胸膛、他的腹部呢，气很胀。那么这个气很胀呢，使得他就会非常的疼痛，疼痛到呢是他就喊苦，他就抱怨，抱怨连连的声音呢。有一位禅修的比丘呢，听到之后呢，他就来到现场，他就对着这个气胀而受苦的比丘的提醒说呢，尊者，我们身为比丘，不也就要多加的忍耐吗？那么这么样的一个提醒呢，那么这个病苦的那位比丘呢，立即就会意识到，他就忍耐着对自己的苦受有去关照，到最后他也就证悟了。တခါမှလည်းယဟန်တော်တစ်ပါးတောထဲမှာနေရင်တရားအထုတ်ကြရင်တောကောင်နေရဲ့အန္တရာယ်ရှိတာပေါ့တခါမှယဟန်တစ်ပါးကိုကြားတစ်ကောင်ကဆွဲသွားတာပဲကြားကြိုက်တယ်နော်ယဟန်တစ်ပါးကိုညသူ့အစာရှာရင်ယဟန်တော်တွေကအခုလိုပဲတောရိပ်တောင်ရိပ်နဲ့တရားအထုတ်နေကြတော့ညပိုင်းမှာကြားတစ်ကောင်ကဆွဲတော့ယဟန်တော်တွေကရော့သွားတာပေါ့ရော့နေတဲ့အနေအထားကိုလည်းပဲသူတို့မသိကြဘူးပေါ့နောက်မှတန်ခါစုဝေးမိတဲ့အခါကျမှပဲယဟန်တော်တွေရော့နေတာကိုတွေ့ရတာလို့အဲ့တော့ကြားတကောင်ကညစဉ်အဲ့လိုပဲလာပြီးတော့ယဟန်တော်တွေကိုဆွဲသွားတာပဲလို့စပြထားပဲ同样的呢，是在过去久远的时候，而有一群比丘呢，他们也就像这么样的一种森林当中呢，他们就在修行。在森林呢，总是会有出没野生动物。那么每一天呢，就是有一只老虎呢，每一天呢，它就到这个傍晚上的时候呢，它就四处来觅食。它就看到了树下的一个修行的比丘，于是他就摇走了。那么一天一天呢，摇走了不少的比丘呢，使得比丘的人数呢，逐渐的减少。有一天呢，是在森林当中的比丘，他们就集中的时候，却发现呢，怎么是自己的比丘的人数就减少了呢？原来呢，是有一只老虎呢，每天都叼走了这些修行的比丘，当为他的食物。အဲ့တော့တန်ဃာတွေရေတွက်တော့တန်ဃာတွေရော့နေတာသိရတော့ကဲနောက်တစ်ခါကြားလာဆွဲပြီဆိုရင်အချက်ပေးရမယ်ပေါ့။ဟိုရဟန်းတော်တွေအချက်မပေးတာအကျန်တဲ့ရဟန်းတော်တွေတရားအထုတ်ဒါပြက်သွားမှာပေါ့သူရဲ့အတန်ပေးတဲ့အတန်ကြားလို့ဟလာရဟန်းတော်တွေကကြားဆွဲလို့တာပါသွားတယ်အတန်မကြားလိုက်ရဘူးပေါ့။အဲ့တော့ဒီတကကြားလာဆွဲရင်အတန်ပေးရမယ်အတိပေးရမယ်ဆိုတော့အတန်ကြားတော့တန်ဃာတော်ရှင်မြတ်တွေကဝိုင်းပြီးတော့ကြားဆွဲတာကိုလိုက်တယ်ဒါပေမဲ့လို့ကြားရဟန်းတော်တစ်ပါးကိုဆွဲပြီးတော့ဟိုဘက်6ကဘာတစ်ခုရဟိုဘက်ကိုကျော်သွားတယ်ပေါ့အဲ့ဒါရဟန်းတော်ရှင်မြတ်တွေကလည်းမလိုက်နိုင်တော့ဘူးမလိုက်နိုင်တော့လှမ်းပြီးတော့တတိပေးတယ်အရှင်ဘုရားဒီချင်းကတော့ကိုယ်အစွမ်းစအပေါ်မှာပဲကိုယ့်ရဲ့တမာတိမော်မှာပဲမူတည်တော့ပါတယ်ကိုပဲအားကိုးရထားပါလို့အဲ့ဒီသဘောပါတဲ့အတိပေးစကားလှမ်းပြီးတော့ပြောကြအဲ့ဒါနဲ့မလိုက်နိုင်တော့ဘူးပေါ့
当这些比丘们在集会的时候呢，就开始来点这个比丘人数呢，就明显的就发现的是，比丘人数呢是相当的鲜少。后来也就知道的是，每天呢就不幸的被老虎叼走。那么原先呢是被老虎叼走的那些比丘们，为何都没有喊叫发出一个警号呢？那么呢是那些比丘避免影响其他修行的比丘，于是他们就不发一个警号。于是呢这一次的集会的时候，比丘们做好一个约定，凡是遇到了危难，我们要发出警号。同样的，有一天的晚上呢，那么那一只老虎呢，那么一如往常的，它就叼走了一位比丘，而那位比丘呢，也就喊叫发出警号。那么其他的比丘们呢，围着呢是来追逐那一只老虎。那一只老虎嘴里叼着那位比丘，他就奔跑跳到那是另外一个峭壁的时候，而后面的比丘们追逐不了。只好那些的比丘呢，对着被老虎叼走的比丘的提醒说呢，此时呢就要端赖自己的定力，一切都要依靠自己的时候了。အဲ့တော့ယဟန်တော်ကလည်းကြာပါဇက်မှာပါသွားတဲ့ယဟန်တော်ကလည်းပဲကြာဟလာသူ့ရဲ့နာကျင်မှုကိုဒီအမှတ်နဲ့ပဲလာသိသိတော်မူတယ်ပေါ့ကြာလည်းပဲအန္တရာယ်ကင်းတဲ့နေရာရောက်တော့ဟုတ်လားသူ့အစာဖြစ်တဲ့ဒီယဟန်တော်ကိုစားနော်ခြေရောက်ကနေစားတယ်ဟလာစားလည်းပဲယဟန်တော်ကသူ့အမှတ်နဲ့သူမှတ်တယ်ပေါ့နော်အမှတ်နဲ့ပဲတရားလက်မလွတ်ဘူးပေါ့နော်အဲ့တော့ဒုကောင်းရောက်တယ်တရားဟလာရှုမှတ်မှုနဲ့သွားတော့တရားတက်နေတာပဲပေါ့နောက်ရင်ဘတ်ထီအောင်ရောက်တယ်တရားသောတာပန်တက္ကရာကနဲ့မဟုတ်အနာကအနေထားထီအောင်ရောက်သွားတယ်ပေါ့နော်မှန်ရင်နဲ့ပဲနောက်နှလုံးသားအသက်ဆုံးတဲ့အနေထားလေးရောက်ပြီးရောယဟန်တော်လည်းပဲသူယဟန်ကိစ္စပြီးသွားတယ်လို့被老虎叼走的那位比丘，对于这个疼痛的部分呢，他就是对着这个疼痛呢如实的去关照，而那一只老虎呢，就把这个比丘呢叼到有安全的地方的时候呢，就把这个比丘当为是自己的食物，他就从比丘的脚的地方呢开始就啃食。那么呢，比丘也是相当的疼痛，一边关照着这个疼痛，一边被老虎吃了他的脚。那么从脚里慢慢吃到了他的这个腰部乃至于是胸部。那么由于呢是他不断的关照的情况之下，他的禅法呢就在当下呢是不断的在进步当中。那么当下呢，他也就证得了预流圣者，乃至于也就证得了不还圣者。当那一只老虎吃到了那位比丘的心脏的部位的时候呢，他的生命也就结束，而那位比丘也就所作皆办，也就证得了阿罗汉圣者。ဒါဝေဒနာကိုသိခံမှတ်လို့တရားထုရသွားတဲ့ဒါတာရကဝတ္ထုတွေနော်တခြားလည်းအများကြီးပါပဲအဓိကကတော့ဘယ်အနေထားပဲရောက်သည်ဖြစ်စေသိခံပြီးတော့မှတ်နိုင်ဖို့ပဲလို့以上呢，也就是在叙述的是，由于关照苦受而那位比丘也终于证得了，终于呢是终于呢也就证悟的这种的案例，这种的公案呢，也是在诸经当中记载的比比皆是。主要的就是说，各位有办法能够可以关照得到自己的苦受。ယောဂီတွေတရားမှတ်တာတထိုင်မှတ်တာနော်တလှုပ်လှုပ်ပဲလို့ဝေဒနာတန်ကိုသိမခံနိုင်တာပေါ့နော်如今的各位行者在一支香的打坐当中呢，我却发现呢是各位就是骚动不安，这代表也就是各位没有办法忍耐了自己的苦受。ဒီဝေဒနာထိုင်ရင်မှတဲ့ဝေဒနာကခုနကြားကြရတဲ့ဝေဒနာတဲ့ပိုဆိုးနေသလားလို့难道是说各位在打坐所升起的苦受，比起那一只老虎被咬的来的更为疼痛吗？
三峡多呀，加的讲文来也不能漏嘛咯。如果是在三峡的大迦叶禅师当中有一只老虎闯进来，那如何是好呢？慢的比么啦？各位要用保持关照而奔跑呢？比么说ရင်လဲယောဂီတွေနောက်မှပြေးပေါ့ဘုန်းကြီးတို့ကအရင်ပြေးပဲ 倘若你们要奔跑的话呢，不如我先逃跑吧，你们慢慢的再奔跑即可。 ဘာဖြစ်လို့တော့ဆိုတော့ဘုန်းကြီးတို့ကတကိုယ်ရင်နေရတာလေအားငယ်တဲ့လူတွေကိုဟုတ်လားခင်ဗျားတို့ကတော့ကဲမဲ့ဆယ်မဲ့လူကရှိတယ်လို့နော် 为什么呢？因为我们出家人呢，向来都是独处的，是比较弱势的，而你们呢，是总有人呢也会来搭救各位的。 တတ္တဝါတွေပြောတယ်မို့လားကိုယ့်ကိုယ်ကိုအချစ်ဆုံးပဲလို့ဆိုတာနော်ကိုယ့်ကိုယ်ကိုအချစ်ဆုံးဆိုလို့ရှိရင်အဲ့ဝေဒနာပေါ့ဝေဒနာကိုချစ်လိုက်ပေါ့ဒါကိုယ်တည်းရှိတဲ့ဝေဒနာပဲလေဝေဒနာတကယ်တော့ဟုတ်လားမိတ်ဆွေပဲရန်သူလားရန်သူကိုမိတ်ဆွေဖြစ်အောင်ထားရမှာပေါ့ယဉ်နီးအောင်ထားနော်ယဉ်နီးအောင်ထားရင်ဝေဒနာကြောက်စရာမဟုတ်ဘူးပေါ့ဒါတင်းတင်းရင်မှတ်လိုက်ရင်ဒါကိုယ့်ရဲ့ဟုတ်လား ကုသိုလ်တရားတွေတောင်ဖြစ်စေမဲ့တရားတကယ်မိတ်ဆွေဆိုရင်ချမ်းသာကိုပို့မဲ့တရားပဲပေါ့တင်းတင်းရင်မှတ်ရုံပါပဲ 任何众生呢，最贪爱自己，不如各位也就爱自己的苦受吧，因为这个苦受也就出自于各位的自身。那么呢，各位千万呢是不把苦受呢视为自己的敌人，苦受毕竟是各位的朋友。 各位就把敌人转化为是自己的朋友，为什么呢？各位有办法关照苦受的话，他势必能够给的升起善法，那么也能让各位呢获得利益的。那也就是所谓是朋友的话呢，他一定会促成各位的利益的，所以各位就把苦受视为是自己的朋友。 ဖောင်းမှုပိန်မှုတရားလိုချင်လို့ဖောင်းမှုပိန်မှုကိုကြိုးစားမှတ်နေပေမဲ့ဖောင်းမှုပိန်မှုကမှတစ်ခါတစ်ခါမှနော်တွေ့ဖို့ခက်ချင်ခက်နေမယ်ပေါ့ဝေဒနာကပေါ်လာပြီးထင်ရှားပြီးဆိုရင်သိထင်ရှားတာပဲဒါမမှတ်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်မမှတ်မိစရာအကြောင်းမရှိဘူးပေါ့အဲ့ဒါကြောင့်ဝေဒနာကိုတင်းတင်းရင်မှစူးစိုက်စိုက်မှဝေဒနာရဲ့သဘောကိုကောင်းကောင်းသိလာမယ်ပေါ့ဒါကြောင့်ဆရာတော်ဘုရားကြီးကပြောတယ်ဝေဒနာဟာကြောက်စရာမဟုတ်ဘူးနော်ဝေဒနာကြောင့်တမာတိဖြစ်သွားပြီဆိုဖြစ်လဲဖြစ်လွယ်တယ်ပေါ့နော်အဲ့ဒါတမာတိဖြစ်ပြီဆိုရင်ဝေဒနာကိုမှန်ရင်တမာတိရကြပြီဖြစ်ကြပြီဆိုရင်နောက်ဝေဒနာကိုတော့ပြန်ပြီးတော့မျောနေတတ်တယ်ပေါ့ဒါကြောင့်ဝေဒနာဟာကိုယ့်ရဲ့မိတ်ဆွေအရင်ဖြစ်အောင်ဒါရစိတ်ထဲမှာအဲ့လိုထားပြီးတော့အကျိုးဖြစ်အောင်မှတ်နိုင်ရမယ်ပေါ့ 由于想要获得禅法的利益而各位来关照腹部起伏，有时候呢，腹部起伏呢也难以关照得到，反而呢，各位的这个苦受呢是更加的容易关照得到，因为苦受呢是比较明显。当苦受升起的时候，没有理由说各位关照不到它的，因为呢，就是苦受呢比较明显，所以各位仔仔细细的、很严谨的去关照。总能够可以关照到苦受的它的真实的一面。由于关照苦受呢，译者也能够可以培养得起定力的，所以到后来呢，各位还会期盼说啊，苦受怎么都还没有到来呢？那么呢，就是必须把苦受视为是自己的朋友。ဝေဒနာဟာဆရာတော်ဘုရားကြီးတွေမိတ်နဲ့နိဗ္ဗာန်တကား နိဗ္ဗာန်တကားကိုဖွင့်နေတော့ပဲနော်အဲ့တော့ဘာဖြစ်လို့လဲသိထင်ရှားတယ်ထင်ရှားတော့မှတ်မယ်ဆိုရင်မှတ်လို့ကောင်းတာပေါ့အာယုံမတွေ့ဘူးဆိုတာမရှိဘူးအဲ့တော့မှတ်ပြီဆိုရင်လည်းပဲတစ်ချက်မှတ်ရင်တစ်ချက်ဒါကိုယ်အတွက်တိတိတာတာဝေဒနာရဲ့သဘောကိုသိသွားတယ်ပေါ့ဝေဒနာကတစ်ချက်မှတ်လိုက်ရော့သွားသလားတင်းသွားသလားတန့်နေသလားပိုဆိုးသွားသလားနော်နာဘုံနာနိ ဟာလားအရေးပြားပေါ်တယ်နာတာလားအယိုးရဲ့ထိအောင်နာတာလားဒီတနေရာပဲနာတာလားအဲ့ဒါနာတဲ့ဟာလားသူ့ရဲ့အနေထားတွေပါအကုန်သိသွားတာပေါ့ဒါကြောင့်ဝေဒနာကိုတင်းတင်းရင်းနာမှနော်ဒါနိဗ္ဗာန်တကားဖွင့်လဲတော့ပဲတဲ့အဲ့တော့ကိုလွန့်မပြည့်ရဘူးပေါ့
နော်နိဗ္ဗာန်တကားဖွင့်တဲ့တော့သိမ့်ထားရမယ်ဒါ许多禅师则说呢，这个苦受呢，能够可以关照得好，这代表也就是自己手里面握住了能敞开涅槃门的一把钥匙。所以呢，各位对这个苦受的关照的时候，各位能够可以很严谨的去关照这个苦受，那么能够可以去掌握苦受的所有的状态。借由关照苦受，你是否有关照到苦受随之关照而越来越强大呢？还是越来越减弱呢？还是它维持不变呢？难道苦受只会在这个地方所升起呢？还是在其他地方也会有的升起呢？苦受只不过是一个表皮的苦受，还是这个疼痛到这个骨头呢？各位只要仔仔细细严谨的关照，都能够可以掌握10分。既然各位手里面已经握住了能敞开涅槃门的一把钥匙，千万不能丢弃。哎呀，အာယုံတစ်ခုကိုမှတ်ရင်3ချက်ပေါ့3ချက်မိအောင်မှတ်ရမယ်ဖောင်းမှုပေါ်လာဖောင်းတာလေးကိုမှတ်ရင်ဖောင်းမှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေပေါ့အဲ့ဒါဖောင်းတာပေါ်လာတယ်ဖောင်းတယ်လို့မှတ်တယ်ဘာသိလဲနော်ဒါပြောဖို့ပဲနော်ပိန်မှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေနော်ပိန်တာပေါ်လာတယ်ပိန်တယ်လို့ရှုတယ်မှတ်တယ်အဲပါတိလေပေါ့နော်အဲ့3ချက်မိဖို့ပဲအဲ့3ချက်မိမှအောင်မြင်တဲ့ဝိပဿနာမျိုးစီဖြစ်တယ်ပေါ့နော်ဒီလိုပဲဝေဒနာပေါ်လာတဲ့ဒီတိုင်းပဲပေါ့ခံစားပေါ်လာနာမှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေဒါပဲဒီ3ချက်ပဲနော်အဲ့3ချက်ကိုယ့်ကိုမိလားမမိဘူးလားကိုယ့်ကိုပြန်တရားစစ်ရင်တော့ရတယ်တစ်ချက်ချင်းတော့ပြန်ပြီးတရားစစ်သွားလို့ရတယ်各位关照任何一个目标所缘的时候呢，必须得要掌握住其中的3个要领。比如说呢，各位关照腹部期，首先腹部期的目标升起了。第二呢，因为腹部目标升起，你有去关照了。第三，你关照到之后，你了知了什么？所了知的，你必须得要在小参的时候的汇报。所以呢，是这3个要领是目标出现，有去关照，了知什么呢？同样的，各位腹部浮的时候，浮的目标出现了，你有去关照了，那了知什么呢？那么呢，就是对于所了知的部分，在小参的时候能够可以切的汇报。那么关照苦受的时候呢，亦复如是，苦受出现了，你有去关照苦受了，那么关照之后呢，你就了知什么呢？所了知的呢，必须得要如实的汇报。那么这么样的一种切的掌握住3个要领的话，各位也就成就了毗婆舍那的种子。စိတ်ကူးပေါ်လာရင်လည်းဒီတိုင်းပဲပေါ့စိတ်ကူးပေါ်လာတယ်စိတ်ကူးတယ်လို့မှတ်တယ်မှတ်တော့ဘာသိလဲပေါ့စိတ်ကူးပေါ်လာရှုမှတ်တာသိတာပြောနိုင်စေပဲနော်စိတ်ကူးတွေပေါ်လာတယ်စဉ်းစားတာတွေပေါ်လာတယ်စဉ်းစားတယ်လို့မှတ်တယ်စဉ်းစားတယ်မှတ်တယ်မှတ်တော့ဘာသိလဲပေါ့ဘာသိလဲဆိုတာရပ်သွားလားပြတ်သွားလားဆက်စဉ်းစားနေသလားပေါ့နော်ဒါကိုအဲ့3ချက်ပဲဒါကိုဒါမှတ်ခိုက်မှာပဲကိုယ့်ကိုတတိထားလိုက်ရင်တရားစစ်ပြီးသားလည်းဖြစ်တယ်နော်ကိုယ့်ကိုမှတ်နီးလည်းဟုတ်တယ်ပေါ့ဒါနဲ့ပဲကိုယ့်အနေကိုတက်ရမှာပဲ当各位有了杂念妄想的时候，各位也当下也能够可以掌握住其中的3个要领。念头升起的，各位有去关照了，关照之后呢，你究竟了知什么？究竟了知什么呢？就是说，当你去关照这个妄念的时候，是不是你去关照的当下，它立马就停止了呢？还是说你在关照，可是这个的念头呢，继续的升起呢？这些都是借由关照你能够可以了知的。了知的部分呢，你必须得要汇报出来。所以呢，只要各位当下有正念的话呢，都能够可以对自己可以的检视，
自己的一个禅修的每一个的关照的内容。ဈဉ္ညာလျှောက်တဲ့ဒီတိုင်းပဲပေါ့ကြွတယ်ချတယ်မှတ်တယ်မှတ်ပေါ့နော်ဒါပဲခြေထောက်လေးကြွလာတယ်တရွေ့ရွေ့ကြွလာတယ်ကြွတာလေးကိုစိတ်ဆိုင်ပြီးတော့မှတ်တယ်ကြွတယ်ပေါ့ဒါကြွမှုပေါ်လာရှုမှတ်တာပဲနော်သိတာပြောပဲနော်အဲဒါကြောင့်ကြွမှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေပေါ့ကြွလာတာလေးသွားသလားမပေါ့သွားသလားနှွေးသွားသလားအေးသွားသလားအဲ့ကြွမှုလေးကနောက်ကပင့်တင်လိုက်တယ်လို့ဖြစ်သွားသလားနော်ချလိုက်တဲ့ခါလဲဒီတိုင်းပဲပေါ့နော်နောက်ကတွန်းပို့လိုက်တယ်လို့ဖြစ်နေသလားဆွဲချလိုက်တယ်လို့ဖြစ်သွားသလားပေါ့ဒါချမှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေပေါ့ဒီသုံးချက်ပဲတရားကိုမိအဲ့သုံးချက်မိရင်အောင်မြင်တဲ့ဝိပဿနာမျိုးစေပဲဒါကြောင့်ပေါ်တာရှုတာသိမြင်တာသုံးဖြာအရေးကြီးပဲဒီသုံးချက်ပဲရှိတယ်ပေါ်တာရှုတာသိမြင်တာသုံးဖြာအရေးကြီးပဲပေါ့各位在经行的时候的关照呢，亦复如是。当各位的脚提起的时候，那么各位就开始要去关照，因为提起脚的目标就出现了。你去关照提起，你在关照的时候呢，究竟了知了什么？那么了知的部分是提脚的时候，会不会有发现了脚的笨重、轻盈？或者是有温热，或者是有冰冷，还是说呢，各位的脚下面有一股力量是垫住各位的脚，抬高各位的脚呢？同样的，当各位的脚放下的时候，放下的这个目标已经出现了，你有去关照了，你就了知什么呢？放下脚的时候，是不是从下面有一股力量就拉着脚就让它就着地呢？还是有一股力量在推着脚呢？被拉被推的呢？各位要去了知的。所以各位的禅修呢，只要掌握住这三个要领的话，也就是成就了毗婆舍那的种子。重复而言，各位掌握的这三个要领，则是第一，目標出現；第二，有去關照目標；第三，了知目標。အထူးထူးပိုင်းကအခုလိုပဲကိုယ်ရဆန္ဒဒါတွေလည်းအမှတ်လေးနဲ့ပဲပေါ့ကိုယ်မှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေပဲဒါပဲကိုယ်တယ်မှတ်တယ်ကိုယ်တာလေးပေါ်လာတယ်ကိုယ်တယ်လို့မှတ်တယ်မှတ်တော့ပါသိတယ်နော်အဲဆမှုပေါ်လာရှုမှတ်တာသိတာပြောနိုင်စေအဲ့တော့အရာတိုင်းဟာဒီတိုင်းကြီးပဲမှတ်ဖို့ပဲမှတ်သွားမယ်ဆိုရင်တတိလက်မလွတ်ဘူးပေါ့တတိမလွတ်ရင်တမာရီဖြစ်တာပေါ့နော်ဝိရိယအားတွေဖြစ်တမာရီအားတွေဖြစ်နော်အရိယာနဲ့ပညာအားတွေဆက်ဖြစ်ဝိပဿနာဉာဏ်တွေဆက်ဖြစ်ပေါ့နောက်ဆုံးမဉဏ်ပူဉဏ်ထိအောင်တော့ရောက်သွားနိုင်တာပဲ在生活当中的一举一动当下的关照呢，也都是同样的。比如各位的手要弯曲伸直，都要去关照。比如呢，是各位的手伸直的时候，伸直的目标已经出现了，你有去关照了。关照之后呢，你就了知什么。所以呢，每一个的动作当下，各位都不离开自己的正念。由于有这种的正念的情况之下呢，也因此就增进了各位的定力，也就增进了各位的精进力，也因此呢，也能够可以得升起毗婆舍那的智慧，到后来也能升起道智以及果智。ပေါ်တာရှုတာသိမြင်တာသုံးပြအရေးကြီးပဲဒါတရားလျှောက်တဲ့နည်းလည်းဟုတ်တယ်နော်တရားစစ်တဲ့နည်းလည်းပဲဟုတ်တယ်နော်တပည့်တော့ဖောင်းတာပေါ်လဲဖောင်းတယ်လို့ရှုတယ်တပည့်တော့ပါဗျနော်ဖောင်းမှုပေမှုကပါလဲနော်ကြွတာပေါ်တယ်ကြွတယ်လို့မှတ်တယ်မှတ်တော့ပါပဲဒါပဲတရားမှတ်တဲ့နည်းလည်းဟုတ်တယ်တရားစစ်တဲ့နည်းလည်းဟုတ်တယ်ဒီသုံးချက်ပဲအဲ့လိုဆိုရင်အချက်တိုင်းတော့ကိုမှတ်လဲမှတ်နိုင်တယ်ပြန်ပြီးတော့လည်းတတိထားဖြစ်တယ်ကိုယ့်ရဲ့ရှုမှတ်မှုကစိစက်မစိစက်ကိုလည်းပဲပြန်ပြီးတော့ကိုယ့်အကိုတတိထားနိုင်တယ်ပေါ့တတိထားဖြစ်လို့ဆက်ပြီးတော့ဝိရိယအားထုတ်ပြီးမှတ်မယ်ဆိုရင်တမာတိအားတွေလည်းဖြစ်မယ်
ပညာအားတွေလည်းအစဉ်စဉ်ဖြစ်ပေါ့နောက်ဝိပဿနာဉာဏ်စဉ်စဉ်နဲ့မဉဏ်ဖူဉဏ်တရားမဉဏ်ဖူဉဏ်ဖြင့်နိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုနိုင်ကြပါတယ်ဒါကြောင့်ကိုယ်စီရတဲ့အချိန်လေးမှာရတဲ့အချိန်လေးမှာရတဲ့အချိန်ဆိုရင်ဘယ်လောက်လဲ2ရက်လား2ရက်မဟုတ်ဘူးဘဝအသက်ရှင်နေတွေ့ရတာရတဲ့အချိန်ပေါ့နောက်ဘယ်လောက်အသက်ရှင်ရမယ်လို့လည်းမပြောနိုင်ဘူးပေါ့နောက်ဘယ်နှစ်နှစ်နေရအောင်မယ်လည်းမသိနိုင်ဘူးပေါ့အဲနေရတဲ့အချိန်ဟာဒါရတဲ့အချိန်ပဲပေါ့ဒီ2ရက်နဲ့တင်ဒါပြောဖို့မဟုတ်ပါဘူးနော်အဲဒါကြောင့်တရားကိုဒီတိုင်းကိုအာယုံပေါ်တိုင်းရှုမှတ်ကြိုးစားအထုနိုင်ကြ၍ဒီတတိတမာတိအဆက်ဆက်ဖြင့်မဉဏ်ဖူဉဏ်ဖြင့်နိဗ္ဗာန်တိုင်အောင်တရားဓုတွေကိုယ်စီမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း当各位目标所缘出现的有去关照的究竟各位了知什么这些都是呢是禅修关照的方法也就是呢是小参的时候也就是要问各位的内容也就是为各位所小参的方法腹部起伏升起的出现了你有去关照了了知什么当各位的脚提起的出现了你就关照了所了知什么呢那么这么样的一种每一次的目标所缘的出现呢都有建立好自己的正念使得呢各位的这种正念呢是变得相续不间断也能够可以呢是增进各位的定力也能够可以增进各位的精进力也能够可以升起毗婆舍那的智慧到后来的升起呢是道智果智并且能够可以提升涅槃希望各位还剩的多少的时间当中呢各位继续的用功各位还剩多少的时间呢各位参加的禅修营是2天吗事实上各位只要有时间呢各位终其一生多少有个时间各位都可以运用得到这种的禅修的方法出现的目标要去关照目标也必须要了知目标就以这种的方式能够可以升起正念精进力定力毗婆舍那的智慧以及道智果智并且能够可以提升涅槃今天的开始呢就到这里告一个段落萨埵萨埵萨埵礼谢禅师慈悲开始大众至诚顶礼3拜ကဲမေတ္တာပို့နော်我们接下来散发慈心အာအဝေရောဟောမိအဟံအဝေရောဟောမိအဗျာပိကျောဟောမိအဗျာပကျောဟောမိအာနိကောဟောမိအာနိကောဟောမိသုခိအတ္တနံပရိဟရာမိသုခိအတ္တနံပရိဟရာမိမမမာတာပိတုအာစရိယာသာမမမာတာပိတုအာចရိယာကြညာတိမိတ်တာကြညာတိမိတ္တာကြသဗ္ဗရဟမจาရိနောကြသဗ္ဗရမจาရိနောကြအဝေရာဝန္တုအဝေရာဟွန်တုအဗျာပိစ္ဆာဝန္တုအဗျာပัจจာဟွန်တုအနိဂဝန္တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုသုခိအတ္တနံပရိဟရန္တုဣမသမိန်အာရမေဣမသမိန်အာရမေသဗ္ဗေယောဂိနောသဗ္ဗေယောဂိနောအဝေရာဝန္တုအဝေရာဟွန်တုအဗျာပိစ္ဆာဝန္တုအဗျာပัจจာဟွန်
တု အာနိကဟွန်တု အာနိကဟွန်တု သုခိအတ္တနံပရိဟရန္တု သောကိအတ္တနံပရိဟရန္တု ဣမစမိန်အာရမေ ဣမစမေအာရာမေ သဗ္ဗေဘိက္ခုသာမဏေရာဇာ သဗ္ဗေဘိက္ခုသမဏေရာဇံ ဥပစကဥပါစိကာယောဇာ ဥပစကဥပါစိကယောဇံ အဝေရာဟွန်တု အဝေရာဟွန်တု အပြာပိစ္ဆာဟွန်တု အပြပัจจံဟွန်တု အနိကဟွန်တု အာနိကဟွန်တု သုခိအတ္တနံပရိဟရန္တု သုခိအတ္တနံပရိဟရန္တု အမကံจตุပိจယဒါယက အမကံចតុပัจจยဒါယက အဝေရာဟွန်တု အဝေရာဟွန်တု အပြာပိစ္ဆာဟွန်တု အပြပัจจံဟွန်တု အနိကဟွန်တု အာနိကဟွန်တု သုခိအတ္တနံပရိဟရန္တု သုခိအတ္တနံပရိဟရန္တု အမကံအာရခဒေဝတာ အမကံအာရခဒေဝတာ ဣမစမိန်ဝိဟာရေ ဣမစမေဝိဟာရေ ဣမစမိန်အာဝါစေ ဣမစမေအာဝါစေ ဣမစမိန်အာရမေ ဣမစမေအာရမေ အာရခဒေဝတာ အာရခဒေဝတာ အဝေရာဟွန်တု အဝေရာဟွန်တု အပြာပိစ္ဆာဟွန်တု အပြပัจจံဟွန်တု အနိကဟွန်တု အာနိကဟွန်တု သုခိအတ္တနံပရိဟရန္တု သုခိအတ္တနံပရိဟရန္တု သဗ္ဗေသတ္တာ သဗ္ဗေသတ္တ သဗ္ဗေပါဏာ သဗ္ဗေပါဏာ သဗ္ဗေဗုဒ္ဓ သဗ္ဗေဗုဒ္ဓံ သဗ္ဗေပုဂ္ဂလာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယပါဏာ သဗ္ဗေအတ္တဘာဝပရိယပနံ သဗ္ဗဣတိယော သဗ္ဗဣတိယော သဗ္ဗေပုရိသ သဗ္ဗေပုရိသ သဗ္ဗေအရိယ သဗ္ဗေအရိယ သဗ္ဗေအနရိယ သဗ္ဗေအနရိယ သဗ္ဗေဒေဝ သဗ္ဗေဒေဝ သဗ္ဗေမနုဿာ သဗ္ဗေမနောသံ သဗ္ဗေဝိနိပါတိကာ သဗ္ဗေဝိနိပါတိကံ အဝေရာဟွန်တု အဝေရာဟွန်တု အပြာပိစ္ဆာဟွန်တု အပြပัจจံဟွန်တု အနိကဟွန်တု အာနိကဟွန်တု သုခိအတ္တနံပရိဟရန္တု သုခိအတ္တနံပရိဟရန္တု ဒုက္ခမုတ်ကြံတု ဒုက္ခမုတ်ကြံတု ယထာလတ္တသံပတ္တိတော ယထာလတ္တသဗ္ဗတိတော မာဝိကိစ္ဆံတုကမ္မစကာ မာဝိကကြံတုကမ္မစကံ ပုရတိမာယာဒိသာယ ပုရတိမာယာဒိသယ ပိချိမာယာဒိသာယ ပัจจิမာယာဒိသယ ဥဒ္ဒရာယဒိသာယ ဩတရာယာဒိသယ ဒကိနာယဒိသာယ တကိနာယာဒိသယ ပု
ပုရတိမာယအနုဒိသာယ ပုရတိမာယအနုဒိသယ ပစ္ချိမာယအနုဒိသာယ ပัจฉิမာယအနုဒိသယ ဥဒ္ဒရာယအနုဒိသာယ ဩဒရာယအနုဒိသယ ဒကိနာယအနုဒိသာယ ဒကိနာယအနုဒိသယ ပစ္ချိမာယဒိသာယ ဟိတိမာယဒိသယ ဥပရိမာယဒိသာယ ဥပရိမာယဒိသယ သဗ္ဗေသတ္တာ သဗ္ဗေသတ္တ သဗ္ဗေပါဏာ သဗ္ဗေပါဏာ သဗ္ဗေဗုဒ္ဓ သဗ္ဗေဗုဒ္ဓ သဗ္ဗေပုဂ္ဂလာ သဗ္ဗေပုဂ္ဂလ သဗ္ဗေအတ္တဘာဝပရိယပါဏာ သဗ္ဗေအတ္တဘာဝပရိယပနာ သဗ္ဗအဋ္ဌိယော သဗ္ဗဣဋ္ဌိယော သဗ္ဗေပုရိသ သဗ္ဗေပုရိသ သဗ္ဗေအရိယ သဗ္ဗေအရိယ သဗ္ဗေအနရိယ သဗ္ဗေအနရိယ သဗ္ဗေဒေဝ သဗ္ဗေဒေဝ သဗ္ဗေမနုဿာ သဗ္ဗေမနောသ သဗ္ဗေဝိနိပါတိကာ သဗ္ဗေဝိနိပါတိကံ အဝေရာဟွန်တု အဝေရာဟွန်တု အပြပိစ္ဆာဟွန်တု အပြပัจจာဟွန်တု အနိဂါဟွန်တု အနိကာဟွန်တု သုခိအတ္တနံပရိဟရန္တု သုခိအတ္တနံပရိဟရန္တု ဒုက္ခမုတ်ကြံတု ဒုက္ခမုတ်ကြံတု ယထာလတ္တသံပတ္တိတော ယထာလတ္တသံပတ္တိတော မာဝိကိကြံတုကမ္မစကာ မာဝိကကြံတုကမ္မစကံ ဩဒံယာဝဘဝကာကြ ဩဒံယဝဘဝကာချာ အဒောယာဝဝီจิตတော အတောယဝအဝိจิတော သမန္တာจกဝါလေစု သမန္တာဇဂဝါလေစု ယေသတ္တပထဝီจรา ယေသတ္တပထဝီจရာ အပြာပိจာနိဝေရာကြ အပြပัจจာနိဝေရာဇာ နေဒုက္ခကြနုပ္ပတဝါ နေဒုက္ခဇာနုပတ္တဝါ ဩဒံယာဝဘဝကာကြ ဩဒယဝဘဝကာဇာ အဒောယာဝအဝီจิตတော အတောယဝအဝိจิတော သမန္တာจกဝါလေစု သမန္တာဇဂဝါလေစု ယေသတ္တဥဒကေจรา ယေသတ္တဥဒကေจရာ အပြာပိจာနိဝေရာကြ အပြပัจจာနိဝေရာဇာ နေဒုက္ခကြနုပ္ပတဝါ နေဒုက္ခဇာနုပတ္တဝါ ဩဒံယာဝဘဝကာကြ ဩဒယဝဘဝကာဇာ အဒောယာဝဝီစိတော အတောယဝအဝိจิတော သမန္တာจกဝါလေစု သမန္တာဇဂဝါလေစု ယေသတ္တအာကာစေจรา ယေသတ္တအာကာစေจရာ အပြာပိจာနိဝေရာကြ အပြပัจจာနိဝေရာဇာ နေဒုက္ခကြနုပ္ပတဝါ နေဒုက္ခဇာနုပတ္တဝါ ဣမာယ ဣမာယ ဓမ္မာနုဓမ္မပฏิပတ်တိယ ဓမ္မာနုဓမ္မပฏิပတ္တိယ ဗုဒ္ဓံဘူဇေမိ ဗုဒ္ဓံပူဇေမိ ဣမာယ ဣမာယ ဓမ္မာနုဓမ္မပฏิပတ်တိယ ဓမ္မာနုဓမ္မပฏิပတ္တိယ ဓမ္မံဘူဇေမိ ဓမ္မံပူဇေ
မိ ဣမာယ ဣမာယ ဓမ္မာနုဓမ္မပฏิပတ်တိယ ဓမ္မာနုဓမ္မပฏิပတ္တိယ သံဃံပူဇေမိ သံဃံပူဇေမိ ဣမာယ ဣမာယ ဓမ္မာနုဓမ္မပฏิပတ်တိယ ဓမ္မာနုဓမ္မပฏิပတ္တိယ မာတာပိတရောပူဇေမိ မာတာပိတရောပူဇေမိ ဣမာယ ဣမာယ ဓမ္မာနုဓမ္မပฏิပတ်တိယ ဓမ္မာနုဓမ္မပฏิပတ္တိယ အာจရိယေပူဇေမိ အာจရိယေပူဇေမိ အတ္တာဣမာယ အတ္တာဣမာယ ပฏิပဒါယ ပฏิပတ္တာယ ဇရာမရဏမ ဇရာမရဏမ ပရိမုတ်စိတ်သာမိ ပရိမုစိတ်သာမိ ဣဒံမေပုံညံ ဣဒံမေပုံညံ အာစဝခယဝဟံ အာစဝကယဝဟံ ဟောတု ဟောတု ဣဒံမေပုံညံ ဣဒံမေပုံညံ နိဗ္ဗာနသ နိဗ္ဗာနသ ปัจเจโย ပัจเจယော ဟောတု ဟောတု ဣမံနော ဣမံနော ပုံညဘာဂံ ပုံညဘာကံ သဗ္ဗသတ္တနံ သဗ္ဗသတ္တနံ ဝိပါจิမ ဝိပါจิမ သဗ္ဗေသတ္တာ သဗ္ဗေသတ္တ ဣမံပုံညဘာဂံ ဣမံပုံညဘာကံ လဘိတဝါ လဘိတဝါ သုခိတာ သုခိတာ ဘဝန္တု ဘဝန္တုသာဓုသာဓုသာ